ဒီနေ့တော့ဘူးသီးဟင်းညိုနဲ့ပစွန်ကျင်လေးချက်ပါတယ်။ကျမကပစွန်ကျင်ကိုအစိမ့်တုပ်တာမကြိုက်လို့ဒီလိုလေးပဲချက်စားပါတယ်။အကောင်ကျင်ဆိုရင်တော့ကြော်စားပါတယ်။ပစွန်ကျင်ကိုအတုံးသေးသေးလေးတွေလှီးထားပါမယ်။ဘူးသီးကတလုံးမကုန်လို့တဝက်ပဲချက်ပါမယ်ဘူးသီးသိမ့်မယ်ဆိုလို့ရှိရင်အညာဘက်အချမ်းကိုပဲသိရင်ပို့ပြီးတော့အထားခံပါတယ်ပစွန်ကျင်လေးအရင်ဆုံးချက်ပါမယ်ပုံမှန်နှစ်ချက်တလို့ပဲကြက်သွန်ဖြူတွေကိုစနွန်းထည့်စီတက်ခရမ်းညင်သီးငပိငရုတ်စိမ်းရောင်တင်မှုန့်စားဟင်းခတ်မှုန့်ထည့်ပြီးတော့ခဏမွေပါမယ်ခရမ်းညင်သီးအီအောင်လို့ရေနှဲငယ်ထည့်ထားပါမယ်ခရမ်းညင်သီးအီပြီးအနှစ်စီပြန်ကနေရင်တော့ပစွန်ကျင်လေးထည့်ပါမယ်ရေနှဲငယ်ထည့်ပြီးတော့တည်ထားပါမယ်တီးပြန်ကနေရင်တော့ငရုတ်သီးစိမ်းနဲ့ပင်စိမ်းများများလေးထည့်ပြီးတော့စီပြန်လာရင်တော့ပစွန်ကျင်ချက်လေးချက်ပါပြီပစွန်ကျင်ကိုကြော်တာပဲဖြစ်ဖြစ်ချက်တာပဲဖြစ်ဖြစ်အစိမ့်တုပ်တာပဲဖြစ်ဖြစ်ပင်စိမ်းတွေကလိုက်ဖက်ဆုံးပါဘူးသီးဟင်းရည်အတွက်ဒဲကိုစီနည်းနည်းလေးပဲထည့်ပါမယ်ကြက်သွန်နီထောင်းထားတာထည့်ပါမယ်ပစွန်ကြောင်နည်းနည်းလေးထောင်းထည့်ပါမယ်တကယ်လို့ပစွန်ကြောင်မရှိရင်မထည့်လဲရပါတယ်ငပိထည့်ပြီးတော့စီတက်ပါမယ်ငပိကတော့မပါမဖြစ်ထည့်ရပါမယ်စီတက်တာမွေးလာရင်တော့ဘူးသီးထည့်ပါမယ်စနွန်းနည်းနည်းလေးထည့်ပါမယ်စားဟင်းခတ်မုန့်ထဲခက်ချောက်ချောက်အနေထားရတဲ့အထိဟင်းအိုးလုံးပြီးရင်တော့ဟင်းအရေးလိုချင်တဲ့လောက်ထည့်ထားပါမယ်ဟင်းရကြလာလို့ရှိရင်တော့ကြက်သွန်ဖြူထောင်းတဲ့ငရုတ်ကောင်းများများကြိုက်လို့များများလေးထည့်လိုက်ပါတယ်ပြီးရင်တော့အဖုံးအုပ်ပြီးတော့ခဏတည်ထားပါမယ်ကြက်သွန်ဖြူစိမ့်နဲ့ပြောက်တဲ့အထိတည်ပြီးရင်တော့တရုတ်နန်းနန်းလေးခတ်ပြီးဘူးသီးဟင်းညိုလေးချက်ပါပြီ။